ပညာရှင်တက်ပညာရှင်များနဲ့အဲဒီလိုရကြဗျာမင်းမဟာရုပ်ရှင်ကထုတ်လုပ်ပြီးဒါရိုက်တာ PK ရိုက်ကူးတဲ့မြေလက်တက်ပေးမဲ့ရေးစည်းကကျန်းတဲ့ဇာတ်ကားမှာအယက်သမားကြီးဖြစ်နေမျိုးအောင်ကပိုင်နိုင်ပြည်ပြင်းစွာတရုတ်ဆောင်သွားခဲ့ပါလိမ့်နေမျိုးအောင်ဟာအယက်သမားကြီးဖြစ်တရုတ်ဆောင်ကမှာရုပ်စင်းသွင်းမြင်ကိုပြည်ပြင်းအောင်ဖန်တီးစိတ်ခံစားချက်နဲ့ခံစားတဝင်းတရုတ်ဆောင်ချက်တွေဟာဇက်ကိုများစွာပံ့ပိုးပေးနိုင်ခဲ့ပါလိမ့်နေမျိုးအောင်ဟာဇက်ရဲ့အဓိကဇက်ရုပ်လက်ကတော့အသိငယ်ဘဝတစ်ခြားအနေအမြင့်အထက်အကျအလှည့်အကွေတွေမှာအရဲရဲ့ကြေးကြောအရဲသမားကြီးဖြစ်ပြည်ပြင်းစွာဇက်ဖို့ပေးနိုင်ခဲ့တာကြောင့်2020ခုနှစ်တွင်အကောင်းဆုံးအမျိုးသားဇက်ဖို့စုကိုနေမျိုးအောင်အားမြန်မာရှင်ထူးချွန်စုစီစဉ်ကဲဖြတ်ရေးအဖွဲ့ကရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်2025ခုနှစ်တွင်အကောင်းဆုံးအမျိုးသားဇက်ဖို့စုရှင်နေမျိုးအောင်ရဲ့ကောင်းလို့ရာရာသရုပ်ဆောင်ပြောက်ွယ်တချို့ကိုထုတ်နှုတ်ပြသသွားမှာဖြစ်လို့ရှုမြင်ခံစားအားပေးကြပါခင်ဗျာမတော့အေးဘာမှနားမလဲပဲနဲ့ဝင်ပြောပြန်ပြီဘာနားကြီးတွေဟာလက်သမားလှုပ်ဆိုတာလှုပ်ချင်တယ်လှုပ်လို့ရတယ်လှုပ်မှမဟုတ်တာအိမ်ဆောက်တဲ့လူရှိမှလက်သမားလှုပ်ဆိုတာလှုပ်လို့ရတာအိမ်ဆောက်တဲ့လူမရှိဘဲနဲ့ငါဘယ်မှာသွားလှုပ်ရမှာလဲပြောရမှာဟုတ်ရှင်တနေကုန်မူးလို့နေဘယ်သူကခေါ်ခိုင်းမှာတော့အမမင်းရမြန်ငါ့ကိုပြောသေးတယ်ဟုတ်လားမင်းကြတော့လည်းဆက်လက်ခိုးပြီးတောင်းနေတာငါမပြောလိုက်ချင်ဘူးမပြောလိုက်ချင်မပြောနဲ့တော့ရဘူးလို့ချင်ကျော်လူမဆူနင်တော့လိုက်တဲ့လာပြီ你怎么စိတ်ပြေတဲ့ကြအလိုလေးပါလေလို့စိတ်ကူးမရှိဘူးလားနင်လုံးနေတာပဲသိရဘာလုံးလို့လို့သေးလို့လားနေ့ကလေးတွေပြီးပါမေဖြစ်သွားမှာဆိုလို့ငါပြောနေတာဟဲ့သိရစောစီနားညီလိုက်တာနေခုလောက်သွားမှာမဟုတ်လားသွားကြရှိတာသွားသမှာငါတယောက်တည်းနေပြသူငါပေးတာပေးလေနေကောင်းငါတိုးနေတယ်လေနေဘာဖြစ်လို့မရောင်းတာလဲငါရောင်းချင်းဆောက်နေတာဟဲ့နားလဲလားနင်ကအဲ့လိုလားငါတောင်းတဲ့ပတ်စပ်ပေးရင်ပေးနေမပေးဘူးဆိုရင်နေလီတယ်ပြီးဟန်ဆောင်ထားတာလေတရွာလုံးပြီးတော့ငါလိုက်ပြောပလိုက်မှာပေးတာငါဆောင်ဒီတကယ်တည်းဘယ်သူမှရှောက်မပြောနဲ့နော်တော်ဒီရတဲ့ခေါ်နာကိုညင်းရပဲဟာနေပါပြောမလို့လေပြောငါခေါင်းထဲမှာထက်ထားတဲ့ပတ်စံနေသွားမှာနေရလေနေပတ်စံကိုငါဘာကိစ္စယူရမှာနေမယူတော့ဘယ်သူယူမှာလဲအကောင်ပါနေမနေထားမှပြီးတော့ငါ့ကိုလာမဆွဆွဲနဲ့ငါမဆက်ပြဖေးမရှိတော့ကုန်ပြီချောင်းစားကြည့်တဲ့ကောင်ဟဲ့နေမသားပြောတာလေနေပတ်စံကိုပိတ်ထားလိုက်တော့ငါနားကြီးလာပြီဟာဒူကောင်မနဲ့ဟဲ့ငါပြောစရာရှိရတော့ပြောရဒီကောင်မဝါတော့ဟာလက်ဆောင်ရှင်းပါတယ်မွေတော့ပြန်ပြီလေငါဘာမှမမွေဘူးမိသိရဲ့ဒီကောင်နဲ့တက်မိုက်ကျလိုက်ခွဲနေဘာမှကျခွဲရမှာလဲကွာကျော်ပိုင်းဝင်လောင်းနေကျော်လို့ရှောပွဲကိုပြောင်းဖြတ်ပြီးတော့ထွက်ပြေးသွားတယ်လက်ဆောင်နေတော့ပြဿနာရှာပါလားငါဘာမှပြောတာမရှာပါဘူးမိသိရဲ့ဒီကောင်နဲ့တက်လိုက်လုံးနေတာပြီးတော့ငါချက်ကရှုံးနေတာမဟုတ်ဘူးဟဲ့ဘယ်ရှုံးလို့ထပ်ပေးတာမဟုတ်လားဟဲ့ငါချက်မရှုံးဘူးရောပေးတယ်မပေးတယ်ဒီကောင်ပေးဘာလဲဒီပြူနေလို့ကွာမင်းမရှိအထိုင်းတမျိုးတော့တောင်းတောင်းတာမင်းမပေးဘူးကြီးပြောနေတယ်ကွာမင်းကျွေးတော်တော်များနေပြီလေပတ်ဆက်လို့ချင်းလို့ထိုင်းရောင်းနေတာကွာစတုရိသာတိုက်နေတာမဟုတ်ဘူးဟုတ်ပါတယ်ဒီကိုစီဟာငါတကယ်အရန်ကိုတောက်ချင်နေလို့ပါမနေနိုင်လို့ပါကွာမင်းတို့တမျိုးတော့ပြောပြပါကွာမင်းရတယ်နော်မင်းမပေးတယ်မပေးနဲ့တဲ့မပေးနဲ့တဲ့ဟာမင်းတို့လေများများကတော်တော်တိုင်ဘောက်ကိုညီနေဟုတ်လားတကယ်မပေးဘူးလားမပေးဘူးကွာပေးကြတယ်နော်ပေးကြတယ်မင်းစကားမပြေတော့ဘူးလားပြေတော့ကွာမပြေလည်းမတော့ဘူးကွာတောင်းတယ်ကွာ
နှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ပိုဆုရှင်အားထူးချွန်ဆုချီးမြှင့်ပေးနိုင်ပါရန်အကယ်ဒမီနေအောင်အားလေးစားစွာပန်ကြားပါရခင်ဗျာ2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ပိုဆုရှင်အကယ်ဒမီနေမျိုးအောင်ခင်ဗျာထူးချွန်ဆုလက်ခံပေးနိုင်ပါရန်စင်မြင့်ထတ်သို့ကြွရောက်ပေးဖို့လေးစားဂုဏ်ယူစွာဖိတ်ခေါ်ပါရခင်ဗျာ2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ပိုဆုရှင်အားထူးချွန်ဆုချီးမြှင့်ပေးပါတော့ကေမီနေအောင်အားထူးပင်ကျေးဇူးတင်ရှိပါရခင်ဗျာ2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ပိုဆုရှင်အကယ်ဒမီနေမျိုးအောင်ကကျေးဇူးတင်စကားပြောကြားရန်ဖြစ်ပါရခင်ဗျာအားလုံးပဲမင်္ဂလာပါဗျာနိုင်ငံတော်အကြီးအကဲများနဲ့တကွကြွရောက်လာကြတဲ့လူကြီးမင်းများကျွန်တော်တို့ရုပ်ရှင်အတတ်ပညာရှင်အနုပညာရှင်များအကယ်ဒမီအတွက်အကဲဖြတ်ပြီးတဲ့ဘုတ်ဖွဲ့ဝင်များကျွန်တော်ချစ်တော်ပရိသတ်များအမျိုးမျိုးနေနေမှာတီဗီဖန်သားများနေကြည်နေတဲ့နေမျိုးရဲ့အမှုပညာချစ်တဲ့ပြိတ္တများကိုဒီနေရာနဲ့ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါမြစ်လက်တဲ့အပွဲသားများကိုလည်းအရန်ကျေးဇူးတင်ပါတယ်ဒရိုက်တာပီကေစညွန်ရေးဆရာမစာရေးဆရာဆောင်လူလင်းမြက်လက်တဲ့ပြိမဲ့ရေစီးကကျန်းနေဆိုတဲ့စကားတွေမှာပေါင်းဝင်ကြခဲ့ပြုဆောင်များကျွန်တော်ချစ်တော်ညီကိုများကျွန်တော်ဒီနေရာလေးကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာကျွန်တော်တကယ်ချင်းဖြစ်စီခြင်းနဲ့ကျွန်တော်အကယ်ဒမီရွှေစုံရုပ်ထုကိုရခဲ့ပါပြီဗျာအဲ့အတွက်လည်းကျွန်တော်တကယ်ချင်းကိုအရန်ကိုကျေးဇူးတင်ပါတယ်တကယ်ချင်းနေတော့ကျေးဇူးတင်ပါတယ်ဗျာကျွန်တော်အနုပညာတက်တန်းနှစ်30ပြည့်ခဲ့ပါပြီကျွန်တော်အနုပညာတက်တန်းနှစ်30အတွင်းမှာကျွန်တော်နောက်ကနေပြီးတော့မညီမညူပဲနဲ့ကျွန်တော်ရဲ့အနုပညာနဲ့ပတ်သက်ပြီးနောက်ကဝေယဝစ္စလိုက်လုပ်ပေးတဲ့ကျွန်တော်ချစ်တော်အယုတုံးကြီးကျွန်တော်ရဲ့အာပြည့်စိန်ကိုလည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်သားနဲ့သမီးလည်းပြောနေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျာကျေးဇူးတင်တိုင်းတဲ့သူအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်စကားပြောကြားပေးပါတော့အကောင်းဆုံးအမျိုးသားဇက်ပိုဆုရှင်အကယ်ဒမီနေမျိုးအောင်အားကျေးဇူးတင်ပါတယ်ခင်ဗျာကြွရောက်ချင်းမြင့်အားပေးကြတဲ့ရုပ်ရှင်အနုပညာရှင်အတတ်ပညာရှင်များနဲ့ဧည့်သည်လူမျိုးကုန်ရင်ဒုတင်မှုအစင်ရာရာနိုင်ရှင်မြမရုပ်ရှင်